ဒီအောက်တန်းစားချင်းနစ်စော်လိုက်ငါစော်လိုက်နဲ့ GNG မှာလုံးနေပြီးတော့မှအောက်တန်းစားအထောက်တွေမမြင်ဘူးလားဒီဆိုင်မှာအများအားလာဝယ်နေတာလာပြီးတော့မှအောက်တန်းစားလာစနာဒီလိုအကြည့်ဟာငါ့ကိုမြလာပြီးတော့တူစော်လိုက်ငါစော်လိုက်နဲ့နစ်စော်ခွနဲ့မလိုက်ဘူးနော်ဟဲ့နစ်အငြင်းတန်းစနေကြကိုရီတွားနေရဒါပေမဲ့ကိုရီကလည်းနားလည်ပြီးတယ်ဒါပေမဲ့ဒီနေ့ကျတော့ကွာလည်းလောက်ကပေးမန်းနေကြတယ်စိတ်ကမရှိခဲ့တော့ဘူးအေးငါအရင်တော့တိခံမယ်နော်အခုနောက်ပိုင်းအေးငါအောက်တန်းစားလို့လာပြီးဆက်ဆံငါအောက်တန်းစားလို့မျိုးပြန်ပြီးတော့ဆက်ဆံနေမယ်နင်တို့ခွေးစကားလို့ပြောရင်ငါခွေးနင်တို့နားလဲခွေးဘာသာစကားနဲ့ငါပြန်ပြောပြီးမယ်ဘတို့မှတိခံမှာမဟုတ်ဘူးနင်တို့ဒီ GNC ကဟိုပိုင်ရှင်တွေလည်းလေမပြောထားဘူးလားကိုယ့်ရဲ့ customer လာလို့ရှိရင်ဘယ်လိုမျိုးဆက်ဆံရမလဲဆိုတော့ပြင်မသိပေးထားဘူးလားတကယ်ကိုစိတ်ပြတ်ဖို့ကောင်းတယ်အများနဲ့တောင်းဝယ်နေကြကိုယ့်ရဲ့ကိုရီးယားသိရမလားဟိုစနေကြဆိုတော့နားလေပြီလေတခါကိုယ်လည်းလူစွာစိတ်ကြည်တဲ့အချိန်ရှိတယ်စိတ်မကြည်တဲ့အချိန်ရှိတယ်နားလေလားနော်တကယ်အေးနင်တို့အဲ့ဒီမှာအောက်တန်းစားပုံစံမျိုးဆိုငါအောက်တန်းစားလိုမျိုးပဲငါဆက်ဆံပြီးမယ်အရင်တော့လိုမျိုးအမလေးသိခံမဲ့လူမျိုးမဟုတ်ဘူးနော်ငါအမလေးငါ့ကိုညာလာပြီးတော့စောက်ခွက်ကိုဖျက်ရိုက်ခဲ့မလို့ခါတယ်စိတ်ကနဘန်းတော့တူတေကိုတွေငါနဘန်းလုံးရဲ့တသိရှိရနော်ငါအမလေးနင်အောက်တန်းစားဆိုင်ငါလည်းအောက်တန်းစားပြန်ဆိုင်မိမှာဟာတကယ်ပါစောက်တဲကိုရားလိုက်တာဆိုတာငကိုရီကအလောက်ကပင်မန်းရတယ်ဂျားတွေကကဲတကယ်ချင်းတို့ဒီနေ့တော့အမစောက်တဲရားစရာပြဿနာလေးပေါ့နော်အဲ့တော့စိတ်နှောက်ရှက်သွားတယ်ဆိုတော့အားလုံးမတောင်းမှမှာလေလို့ကိုယ့်ရဲ့တကယ်ချင်းတွေကြည့်ရှုတူတွေအားလုံးအဲ့တော့တ